あ、皆さん、こんにちは。3日目、トゲミョニをされらやあ。トゲミョニはその日もの料理をしましょう。ヒンチェチャやあ。ぼ。ヒンチェチャめ、ガンゼネセトアメ。ဒီမဲ့အောက်မှာမှာတော့တော့မယ်အဲကို見て覚えましょうဒီကောင်လေးအဲခန်းကြည့်လေးနော်ဘက်ချီပုံပေါ့နော်ပုံကိုကြည့်ပြီးတော့မှ覚えましょうမဲ့ကြရအောင်ပါဆိုရင်ဒီကောင်ဖုတဆိုအဖုံးနာပဲဆိုရင်တော့ဒီဒန်အိုးပေါ့နော်ဒီဒန်အိုးပြောလို့ရှိရင်အိုတာမဆိုရင်တော့ရောက်ချိုဖုတအဖုံးနာပဲဆိုရင်အိုးလို့လည်းမှတ်လို့လည်းလည်းကိုပြောလို့လည်းရနာပဲဆိုရင်အိုးပြောလို့ရှိရင်အိုတာမရောက်ချို frying pan ဆိုရင်တော့ flying pan flying pan ဆိုတော့မလို့ flying pan လို့ပဲခေါ်ကြတာများဟိုဝင်နော်ပြီးရင်တော့ flying ခါရရှိ flying ခါရရှိဆိုတော့ရောက်မှ flying ခါရရှိကနောက်ရတော့ဂါရရှိပြသွားပြီ flying ဂါရရှိတော့ရောက်မှပြီးရင် sea hanky ထမင်းပေါင်းကို sea hanky ထမင်းပေါင်းကိုရှာမိုကြီးဆိုရင်ထမင်းပေါင်းထဲမှာပါနေတဲ့ဇွန်လေးကိုရှာမိုကြီးရမယ်နော်ကဲပြီးတော့လို့ရှိရင်အောက်ကမို့တူအဝေးမှရှိုးလေးကိုတောင်းမယ်အဲ့တော့မို့တူအဝေးမှရှိုးပို့ပြီးတော့မှတ်ကြရအောင်ပါ OUO ဝါကာစု OU ဆိုယူနီကိုဝါကာစုဆိုရင်တေဒီယူနီကိုတေဒီတနည်းအားဖြင့်ဝါကာစုဆိုတော့စူပွားအောင်လုပ်တာအဲ့တော့စူပွားအောင်လုပ်တာပေါ့နော်ယူနီကိုစူပွားအောင်လုပ်တီးလို့တော့သူ့ရဲ့ original အဓိပ္ပာယ်အဲ့တိုင်းဒါပေမဲ့အဲ့တော့ယူနီကိုတေတာပေါ့အဲ့တော့ OUO ဝါကာစု OU ဝါကာစုအဲ့လိုတေလိုက်ရင် OU ကဝါခုစူပွားလာ OU ကဝါခုယူနီစူပွားလာတဲ့ OU ကိုစာမစု OU ကိုစာမစုဆိုရင်အေးခံနေယူနီကိုအေးခံနေOU ကစာမဲလို့ဆိုရင်ရင်းနှီးကအေးလာတယ် OU ကစာမဲလို့ဆိုရင်ရင်းနှီးကအေးလာတယ်နာဘဲကိုဟိနိခခဲလို့နာဘဲဆိုအဲ့အိုးကိုဟိနိခခဲလို့ဆိုမိအပူပေးသည်နာဘဲကိုဟိနိခခဲလို့ဆိုရင်မိအပူပေးသည်ပြီးရင်နောက်တစ်ခုကအိုးမိပူပေးတာပေါ့နော်ဂောဟန်ကိုတခုဆိုရင်ထမင်းချက်တီဂောဟန်ကိုတခုထမင်းချက်တီအာဘူရာကိုနေစုရုအာဘူရာဆိုမှစီယိုနေစုရုဆိုရင်အပူပေးတယ်စီယိုအပူပေးတာပေါ့နော်အာဘူရာကိုနေစုရုဆိုရင်စီယိုအပူပေးတယ်အာဘူရာတဲ့အာဂေရုအာဘူရာတဲ့ဆိုတာစီဖြစ်အာဂေရုဆိုရင်ကြော်တယ်စီဖြစ်ကြော်တယ်ပေါ့နော်အာဘူရာတဲ့အာဂေရုစီဖြစ်ကြော်တယ်နီရုဆိုရင်တော့ချက်တီယူတယ်ဆိုရင်ပြုတ်တီတော့လေဒီနီရူနဲ့ယူဒေရူနဲ့ဘာကွာလဲဆိုတော့ယူဒေရူကမှပြောင်းဘူးပြုတ်တာရေနွေရေကြီးတဲ့ကိုဘာဟင်းခက်မွေးကြအဲ့မှာမချေပဲနေပေါ့နော်ဒီတိုင်းလေးကြက်ဥပြုတ်တာရေငုံဥပြုတ်တာလောက်အဲ့ဒါယူဒေရူဒါပေမဲ့နီရူကကျတော့အဲ့လိုချက်တာလို့လည်းပြောလို့ရလို့ပြုတ်တော့လေပြုတ်တဲ့နေရာမှာလည်းသုံးလို့ရတယ်ဘယ်လိုပြုတ်တာလဲဆိုတော့တော့ဟင်းခက်မွေးကြနေထည့်ပြပါဦး။စွတ်ပြုတ်လို့တယ်ဆိုရင်ဟင်းခက်မွေးကြနေထည့်လို့အဲ့လိုမျိုးတွေမှာနီရူလို့သုံးလို့ရ။ဣတမေရုကကြောသည်မုစုဆိုရင်ဣတမေရုကြောသည်မုစုပေါင်းသည်ပြီးရင်မိစုကိုခီရုမိစုဆိုတာရေကိုခီရုဆိုတော့ရေစစ်သည်ပေါ့နော်ရေကိုဖြတ်ပြတယ်မဟုတ်ပဲရေစစ်သည်မိစုကိုခီရုရေစစ်သည်မာဇေရုမှွေသည်အဲ့နော်မာဇေရုမှွေတယ်ခိုဂေရုကျွမ်းသည်တူးသည်တနည်းအားဖြင့်ခိုဂေရုဆိုရင်တူးသည်အဲ့တော့ဟိခုရိခါရဲစုဆိုရင်လှန်ဒီဟိခုရိခါရဲစုဆိုရင်အပေါ်အောင်လှန်ဒီဟိခုရိခါရဲစုဟုတ်နော်ဥရဆိုမှာကြောဘက်ခါရဲစုဆိုရင်ကြောဘက်ကိုလှန်ဒီဆိုတာလည်းအမှကျုပ်ကြော်ရင်ပေါ့နော်ကျုပ်ကြော်ရင်ဒီဘက်ကတစ်ချက်လို့အပေါ်ဘက်ကိုလှည့်လိုက်တာမျိုးဟိခုရိခါရဲစုလို့လည်းပြောလို့ရတယ်လို့ဥရခါရဲစုလှန်ဒီဟိခုရိခါရဲစုဥရခါရဲစုလှန်ဒီအာကြီးကိုစခဲလူအာကြီးအရသာကိုစခဲလူဆိုတာထဲ့သည်အရသာကိုထဲ့သည်အာကြီးကိုစခဲလူအရသာထဲ့သည်ရှိအိုးကိုစားကိုခူဝအေလူပုံမှန်စဉ်ခူဝအေတော့ပေါင်းထည့်အဲ့တော့တခြားအစားကိုပေါင်းထည့်တယ်ပေါ့နော်ရှိအိုးကိုခူဝအေလူဆိုရင်စားကိုပေါင်းထည့်တယ်ခိုရှောဆိုရင်ခေရှောဆိုတာငရုတ်ကောင်းမဝင်တော့ငရုတ်ကောင်းမဖုလို့ဆိုရင်ဖြူသည်ဖုလို့ဆိုအပွားနေပြီးတော့သူဆိုအဲ့လိုမျိုးတင်လိုက်တော့ပဲအဲ့တော့ခိုရှောဖုလို့ဆိုရင်ငရုတ်ကောင်းဖြူသည်ခိုရှောဖုလို့ငရုတ်ကောင်းမဖြူသည်ညမယ်နော်ကဲပြီးနောက်တစ်မျက်နှာဆက်သွားမယ်ဒီဘက်လေးမှာကျတော့အာကြီးမိဆိုတာလည်းအရသာပဲ
အာဂျီမီကိုဆိုလို့ဆိုရင်အာဂျီအရသာကိုကြည့်တယ်ကိုလုပ်တယ်ပေါ့နော်အရသာကြည့်ခြင်းကိုလုပ်တယ်ဆိုတာအရသာကိုမြည်ကြည့်တာအဲ့တော့အာဂျီမီကိုဆိုလို့ဆိုရင်အရသာမြည်ကြည့်သည်တနည်းအားဖြင့်အာဂျီကိုမြည်လို့အရသာကိုကြည့်တယ်ပေါ့နော်အရသာကိုကြည့်ရဆိုတာအရသာကိုမြည်ကြည့်တာအဲ့တော့ဘယ်လိုပြောသူရတယ်အာဂျီမီကိုဆိုလို့လည်းပြောလို့ရတယ်လို့အာဂျီကိုမြည်လို့လည်းပြောလို့ရတယ်အာဂျီမီကိုဆိုလို့အာဂျီကိုမြည်လို့အဲ့တော့အာဂျီကခွေအရသာပြင်းတယ်အရသာပြင်းတယ်ဆိုအဆက်တွေအရင်ပါအဆက်ရင်လည်းအရင်ဆက်တာပေါ့နော်ငယ်လည်းအရင်ငယ်တာပေါ့နော်ချွင်လည်းအရင်ချိုတာအဲ့လိုမျိုးဆိုရင်တော့ခွေအရသာပြင်းတယ်အာဂျီကအုစိအရသာပေါ့တယ်အာဂျီကအုစိအာဂျီကခွေအာဂျီကအုစိအရသာပေါ့တယ်ဆိုရင်အငန်ပေါ့တယ်အချိုပေါ့တယ်အဆက်ပေါ့တယ်အဲ့ဒီခါရာယီဆက်တော့ရှီယိုခါရာယီဆိုရင်စားငင်တော့ရှီယိုစားရာခါရာယီစားငင်တော့စပိုင်ချင်တော့စပိုင်ချင်တော့ဒေခီအာဂါရုဆိုရင်ပြီးမြောက်သည်ဒေခီအာဂါရုပြီးမြောက်သည်ဒေခီအာဂါရီဆိုရင်ပြီးမြောက်မှုနောင်ပေါ့နော်ဒေခီအာဂါရီဆိုရင်ပြီးမြောက်မှုတနည်းအားဖြင့်သုံးဆောင်နိုင်ပါပြီလို့ပြောလိုက်တဲ့ဒီလိုပဲဒေကီယာဂါရီပြီးမြောက်မှုလို့လည်းပြောလို့ရတယ်လို့သုံးဆောင်နိုင်ပါပြီလို့လည်းပြောလို့ရတယ်။ကဲဒါလေးတွေကိုရပြီဆိုရင်မတော့အပေါ်ကစာလေးကိုတော့ဖတ်ကြည့်မယ်နော်။ဒါလေးမှာဆိုရင်မတော့နိခုဂျာကိုင်ကိုနော်နိခုဂျာကိုင်ပေါ့ဒီဟင်းကိုစခွေးမှာရှောချက်ကြရအောင်ဒီကောင်ချက်တော့မယ်နံပါတ်2ပေါ့ဗျနော်။ကဲအခန်းမှာတော့2ရက်မြောက်နေ့မှာကျတော့နိခုဂျာကိုင်ရဲ့ဟင်းပါဝင်ပစ္စည်းတွေအကြောင်းပြောသွားတယ်။အခုချက်ပုံချက်နေသွားမယ်။စခွေးခါတာချက်ပုံချက်နီနာဘေနီဒေဝစာရဒါယူအိုစီယိုဤရဲတဲချဲ့ပြီးနေရှိအပူပေးမယ်ယူနီယူတို့နွားနိုးနဲ့တာမနေကြီးကိုစက်သွန်ကိုဤရဲတဲထည့်ပြီးတော့မှဤတာမေရူကြော်မယ်ယူနီကူနိုဤတို့ကယူနီကူနွားနိုးရဲ့ပေါ့မောင်နွားနိုးယူနီကူဆိုအမဲသားရဲ့အယောင်ကခဝတာရာပြောင်းသွားရင်ဂျာကိုင်းမို့ကိုအာလူကိုခူဝရဲ့တဲပေါင်းချဲ့ပြီးဤတာမေရူကြော်မယ်မဆိုရင်နိနောနာဘေးနိနမနှစ်ကတဲ့ဦးလို့ပြောတာကဒီနမနှစ်မှာတွေ့လားမေသားအယောင်ပြောင်းလာရင်ဂျာကိုင်းမိုအာလူကိုထည့်မယ်ဆိုတဲ့အဲ့တဲ့ဦးထဲမှာအဲ့တော့အမေသားအယောင်ပြောင်းပြီးအာလူထည့်ထားတဲ့တဲ့ဦးထဲမှာအဲ့ဒီနိနောနာဘေးနိဆိုတာဘောကအဲ့ဒီတဲ့ဦးကြီးထဲမှာမိစုတို့ရေနဲ့ချောမိလျော်ဟင်းခက်အမွေးကြံကိုဇမ်ဘူးဤတဲ့အားလုံးထည့်ပြီးဂျာကိုင်းမိုကအာလူကယာဝရကခုဆိုတာနိနုညံ့ညံ့လေးနာရူမတဲ့ဖြစ်လာတဲ့အထိနီလူချက်ပါမယ်။ကဲကြက်သွားရင်တော့ဒေကီယာကားလေးပြီးသွားပါပြီ။သုံးဆောင်နိုင်ပါပြီအဲ့လိုပြော။ကဲဒါလေးကိုရပြီဆိုရင်တော့ဒီဘက်ကလေးကျင်းလေးတော့ဖြည့်ကြည့်မယ်။အဲ့တော့စကာနာဟိုငါကိုအာဘူရာဒေစီတဲ့ဆိုရင်မောင်လည်းချက်မှာမောင်စီဆိုရင်လည်းကြော်အတွဲလိုက်တွေ့လားစုံမတုံမဲကအတွဲလိုက်စကားလုံးနေလာတော့လို့အတွဲလိုက်လေးကြက်ထိုင်ရအဲ့တော့အာဘူရာဒေအာဂေလူစီဖြစ်ကြော်နင်နော်ပြီးရင် flying ban နီ flying ban နေမှာစာရသာယူကိုစီကိုအိုးစာကြီးဇွန်ကြီးအိုးချရှာမိုကြီးဆိုတော့ထမင်းကော်တယ်ဇွန်လေဝင်တော့စမ်းပိုင်3ဇွန်ဤတဲ့ထည့်ပြီးနေရှိမတ်အပူပေးမယ်ဆိုတော့ထမင်းကော်တဲ့ဇွန်ကတော့မဖြစ်နိုင်ရှာမိုကြီးအောင်ဝင်နော်ဒါကြောင့်မလို့ CO ဇဝဲတင်ဇွန်3ဇွန်ထည့်ပြီးတော့မှအပူပေးမယ်ဒီတမေရူမိုင်နီမကြောမီမှာ flying ban ကိုရောခုကောင်းနီမာရှောချက်ကြရအောင်မကြောမီမှာ flying ban ကိုချက်ကြအောင်မဟုတ်လေဟုတ်တယ်မလားနေရှိမရှောမကြောခင်မှာဆိုလို့ရှိရင် flying ban ကိုပြန်မလဲအပူပေးကြရအောင်ဖြစ်အခုကမှတော့ကြော်တယ်ဆိုလို့ရှိရင်အဲ့ဒီကိုကြောမဲ့အိုးကမဖြစ်နေမှာလေကောင်းပူနေမှမကက်တာလေးဖြစ်မှာလေနော်ပြီးနောက်တစ်ခုကကြော flying ban ထဲမှာခိုစာကြီးဆိုရင်လက်ဖက်စားစွန်းအပိုင်တစ်ခုအပိုင်တော့အပူတာပေါ့နော်လက်ဖက်စားစွန်းတစွန်းစာစီကိုဤတဲ့ထည့်ပြီးတော့မှတာမငေါကိုကြက်ဥကိုနော်ကြက်ဥကိုယာယီတဲ့ပေါ့နော်ယူတဲ့ခူရာဆိုင်မော်ရာစီဆိုပြီးတော့မှရက်ခိမဲ့ဆိုရင်မော်ရာกินတာတို့ဖုတ်တာလို့တော့ပြောလို့ရရက်ခိမဲ့ပေါ့နော်ကြက်ဥကိုမော်ရာဒီမှာကျတော့မဖြစ်တာလေကြော်တယ်ပေါ့မြန်မာလူစင်တော့မော်ရာกินတယ်ဖုတ်တယ်လူဆိုပေမဲ့လေဒီမှာတာမငေါရက်ခိဆိုရင်ကြက်ဥကြော်လေးဟုတ်တယ်မလားအဲ့တော့ရစီထည့်ပြီးမှတော့မော်ရာအာဘူတောင်ဤတဲ့တဲ့လို့ပြောကြတယ်မှာစီထည့်ရင်မော်ရာယူတဲ့လူတော့မဖြစ်နိုင်အောင်ပြုတ်ရင်စီထည့်စရာမလိုလေယူတဲ့လူဆိုစီလေးထည့်စရာမလိုချုံမုံလေးထည့်ကြမှာဘာမှထည့်ကြမလို့ပဲねဒီတိုင်းရေနဲ့ပစ္စည်းနဲ့ပဲပြုတ်တယ်အဲ့တော့စီထည့်ပြီးမှပြုတ်တယ်ဆိုရင်မှာတော့
စီထည့်ပြီးမှလုပ်တယ်ဆိုရင်ယာကိတဲ့တနည်းအားဖြင့်ကြော်ပါကျဲဥကိုကြော်ပါဖြစ်နော်ဒီနည်းအားဖြင့်ခွဲခြားလို့ရအိုယူအိုရင်နွေးကိုနိတေဝါကာရှိတေခရာဆိုင်နိမကချက်တာလေးမဆိုင်ဘူးရင်နွေးကိုဘာဖြစ်မှလဲတေပါဖြစ်တဲ့အကြောင်းလို့ဝါကာရှိတေခရာဆိုင်ကောနိနောက်ဆုံးမှာရှိအိုးတို့စားနေခိုလျှောငရုတ်ကောင်းမုံကိုဟုတ်နော်ခိုဖုတဲ့ဒီကောင်ကျော်တာဤတဲ့အာဂျီကိုစခဲမလျှောနောက်ဆုံးကြလို့ရှိရင်အရဲ့မဆိုရင်ဒီစားနေခိုလျှောဆိုတာငရုတ်ကောင်းမုံမတော့ခိုလျှောမတော့ပဲဖြစ်မှာငရုတ်ကောင်းမုံဖြူတီပဲဟုတ်တယ်မလားခိုလျှောဖူလို့ဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်ရအေးဒီကောင်အမတော့ဒီအောင်ဘယ်ကနေလာလဲဖြစ်တော့တက်ခုကနေလာဖြစ်နေဘယ်တော့တက်ခုဆိုရင်မတော့ချက်တာအဲ့တော့ဂေါဟန်ကိုတက်ခုမှရတာကြီးတဲ့ဟုတ်ပြီနော်သမင်းချက်တာနေလားဒီခိုလျှောဆိုရင်မတော့ငရုတ်ကောင်းမုံဘာဖြစ်မှာလဲဖူလို့ဖြူပြီးတော့မှအာဂျီကိုစခင်မလျှောအရသာထည့်ကြရအောင်နောက်ဆုံးကြလို့ရှိရင်စားလေးရေငရုတ်ကောင်းလေးရေထည့်ပြီးအရသာဖြစ်ဆွဲရအောင်ဆိုတဲ့ကြောင့်အေးဖြစ်မယ်ကဲဒါဆိုရင်နောက်တစ်ခုနံပါတ်2အဲ့တော့ခက်ခိုနီဝါအဲ့ကွင်းစားဝင်မိထဲမှာတို့တွေကဟာရီဒီမက်စ်ကဘယ်ဟာကိုထည့်ရမှာလဲဟီတိုဆိုအဲ့ဒါပြီးနာဆိုင်တခုရွေးချယ်ပါလို့ပြောထားတယ်အဲ့ဆိုရင်ညဆိုင်ကိုဟင်းနီးရွက်ကို flying pen ထဲမှာဤတဲ့တာထည့်လိုက်လို့ရှိရင်ရုပ်ခုထည့်လိုက်ပြီးလင်ပေါ့နော်ရုပ်ခုကောင်းကောင်းကွက်လက်မလျှော့ဟင်းနီးရွက်တွေကို flying pen ထဲမှာထည့်ပြီးကောင်းကောင်းပါလို့ခုကပေါင်းထည့်မှာထည့်ပြီးပါပြီဆိုကြရမှပေါင်းထည့်စရာတော့မလိုတော့ဘူးလေခီစားမှုဆိုတာနုံနုံစင်ပါလားနုံနုံလေးစဉ်းကြမလို့ flying pen နဲ့ရမှာနုံနုံလေးစဉ်းကြမလို့မာစိတော့မှွေကြရအောင်ဟာကားလေးဆိုတာလေးချိန်ကြရကဲဟင်းနီးရွက်တွေ flying pen နဲ့ရောက်ပြီးမှတော့ချိန်တွေစရာလည်းမလိုတော့ဘူးဒီရောက်မှလို့မှလည်းမာစိမလျှော့မှွေကြရဇိုင်းလျောဤတဲ့တာရာပေါဝင်ပစ္စည်းတွေကိုထည့်လိုက်ရင်ကွက်လက်အိုရှိတဲ့မူရှိတဲ့ခရာဆိုင်ကွက်လက်ကိုလုပ်ပြီးတော့မှပေါင်းပါဟုတ်ဆိုအဲ့တော့မှတော့ပေါဝင်ပစ္စည်းတွေထည့်ပြီးတော့လို့ရှင်ဘာလုပ်ပြီးတော့မှနာဘဲကိုရှိတဲ့တယ်မဖြစ်တာဖုတောင်ရှိတဲ့အဖုံးဖုံးပြီးတော့ပေါင်းတယ်ဆိုမှတော့ဒီကြောင်မှတော့ဘာလုံအောင်လုပ်လဲအဖုံးလုံအောင်လုပ်မှလေအိုတာမှရောက်ချိုစွန်းကြီးကိုလုပ်ပြီးတော့လည်းမဟုတ် flying guy ရဲ့ရှိဆိုလည်းမှတော့ flying guy ဆိုလည်းဟိုရောက်မှကြီးဒီမဆိုင်ဟုတ်တယ်မလားအမောလုံးမှာထည့်စရာအဆင်ပြေဆုံးဖြစ်ရဖုတာကိုရှိတဲ့အဖုံးဖုံးပြီးတော့မှမူရှိတဲ့ကရာဆိုင်ပေါင်းပါဟုတ်နော်အဲ့တော့နောက်တစ်ပုဒ်ဒီမှာဆိုရင်ဒီမှာခေနောဟိတိုခိုတိုဒီနေ့အတွက်စကားတစ်ခုမှာခိုကင်းလာယောနီမတူးသေးရင်ချွေးရှိတဲ့သတိထားပြီးတော့မှဣတာမေမရှိုးကြောကြရအောင်ဟုတ်နော်မတူးဖို့ရင်အတွက်သတိထားပြီးတော့မှကြောမယ်ကဲဒါဆိုရင်အဲ့တော့ဒီဘက်ကိုသွားမယ်ပေါ့နော်အခန်းလေးကိုသွားမယ်အခန်းလေးမှာဆိုရင်စိုးကြီးကိုရှိမှလျှော့တန်ရှင်းလုပ်ကြရအောင်အဲ့တော့တန်ရှင်းလုပ်ကြရအောင်ခင်ကိုသွားကြည့်မယ်ကဲဒါဆိုရင်တော့ A ကိုပထမဆုံး A ကိုမိတဲ့အဘွေးမှလျှော့ပုံကြည့်ပြီးမှတ်ကြရအောင် apron တော့မလို့ apron လို့ပဲခေါ်ကြတာမလို့မတော့မိကိုကြောင့်ဟင်းချက်တဲ့အခါမှာသုံးတဲ့ကောင်အမေနော် apron hoki ဆိုတဲ့ C apron hoki ပြီးရင်ချီရီတိုရီဆိုရင်ဂေါ်ပြားဂေါ်ပြားလားအမိုက်ကောပေါ့နော်အမိုက်ကောချီရီတိုရီပြီးရင်ဇိုကင်းဆိုရင်ဖုံတုတ်တဲ့အဝတ်ဇိုကင်းဖုံတုတ်ဝတ်ပြီးရင်ဘာကက်ဆိုရင်ရေဖုံရေဖုံကဲပြီးနောက်တစ်ခုကမို့တိုအဝဲမှာရှော့ပို့ပြီးတော့မှတ်ကြရအောင်ပို့ပြီးတော့မှတ်ကြရအောင်မှာဆိုရင် apron မတော့အဲ့အင်ကြီးယူပေါ့နော်အဲ့ဒီ apron ကိုမတော့စုရုလို့လည်းသုံးလို့ရတယ် apron ကိုစုရုဆိုရင် apron ဝတ်တာ apron ကိုခါခဲလို့ဆိုရင် apron ဝတ်တာ apron ကိုစုခဲလို့ဆိုရင် apron ဝတ်တာ apron ကိုစုရု apron ကိုခါခဲလို့ apron ကိုစုခဲလို့ apron ဝတ်တယ်ဟုတ်နော်အဲ့တော့ sofa ကိုဒုခဲလို့ sofa ဆိုတာမတော့ထိုင်ကုန်ဒုခဲလို့ဆိုရင်မတော့ဖေးတယ် sofa ကိုဒုခဲလို့ထိုင်ကုန်ကိုဖေးလိုက်တယ်ဆိုဖာကဒုခုဆိုရင်ဆိုင်ကုန်ကသူ့အတူရွေ့သွားတာဟုတ်နော်ဆိုဖာကဒုခုဆိုရင်ထိုင်ကုန်ကရွေ့သွားတယ်ဟေယာအိုချီတာခါစုအခန်းကိုချီတာခါစုဆိုပြင်ကျင်းအောင်လုပ်သည်ချီတာခါစုကိုကရှုပ်ပွားနေအောင်လုပ်လိုက်တာမျိုးချီတာခါစုဟေယာကိုချီတာခါစုဆိုရင်ကိုကပြင်ကျင်းအောင်လုပ်တာဟေယာကချီတာဂါဒုဆိုရင်အခန်းကြီးကပြင်ကျင်းနေကိုလုပ်တာမဟုတ်တငယ်ချင်းခန်းကိုသွားလို့တငယ်ချင်းခင်ရပြန်ကျင်းနေဆိုဟေယာကချီတာခါတို့ချီတာခါတို့
နော်ခြိတာခါလို့ဆိုရင်ပြင်ကျင်းနေတယ်ဟဲယာကိုခတာဇခေရုဟဲယာကိုခတာဇခေရုဆိုရင်အခန်းကိုရှင်းလင်းသိစီတယ်ဟဲယာကခတာဇခေရုဆိုရင်ရှင်းလင်းသိစီတာဟုတ်နော်ခတာဇခေရုဆိုတာရှင်းလင်းသိစီတာအဲ့လိုရှင်းလင်းသိစီသွားတဲ့အခြေအနေမှာဆိုဟဲယာကခတာဇခုအခန်းကရှင်းလင်းသိစီသွားတဲ့အခြေအနေမှာဆိုရင်ဟဲယာကခတာဇခုအခန်းကရှင်းလင်းသိစီပြီးသွားတဲ့အခြေအနေပေါ့နော်ဟေယာကခတာဇခုခတာဇီတိမက်နေပေါ့နော်ဟေယာကခတာဇီတိမက်နေဆိုရင်အခန်းကရှင်းလင်းတက်တက်ရလေးရှိနေတာပဲအဲ့လိုမျိုးပဲねကိုကအခုမှရှင်းလင်းသိသိမိဆိုရင်ဟေယာကိုခတာဇခေရုရှင်းလင်းသိသိတယ်ဂျုစုကိုခိုဘိုးစုအေးကိုခိုဘိုးစုဆိုရင်မတော့မှောက်ကြောင်ကိုကလှုပ်လိုက်တာဟဲ့ဟုတ်နော်မှောက်ကြောင်ကိုကလှုပ်တယ်ဂျုစုကခိုဘောခိုဘိုရေရုဟုတ်ပြီနော်ခိုဘိုးစုဆိုရင်မတော့မှောက်ကြတာခိုဘိုရေရုဆိုလို့ရှိရင်ဂျုစုကခိုဘိုရေရုဆိုလို့ရှိရင်အေးကဘာဖြစ်တာလဲဆိုတော့မှောက်သူ့ဖတာသူမှောက်ကြတာကိုလို့လို့မခိုဘိုရေရုဟိုခိုးရီကတာမရုဟိုခိုးရီဆိုရင်မတော့ဖုံတွေကတာမလို့ဆိုတာစုပြုံနေဟိုခိုးရီကတာမရုဖုံနေစုပြုံနေတယ်ဟိုခိုးရီကဖုံတွေကစမိုးရုဆိုလို့ရှိရင်ကျတော့မတော့ဘယ်လိုလဲဆိုတာမရုကဒီလိုအပုံလိုက်ကြီးဖြစ်နေဒီလိုဟိုခိုးရီကပုံလိုက်ကြီးဒီစမိုးရုကကျတော့လေမတော့အပြန်းလိုက်ကြီးအခန်းတစ်ခုလုံးကြီးဆိုလို့ရှိရင်အခန်းကြီးထဲမှာဖုံလိုက်ကြီးဥပမာနွေရရောက်လို့ရှိရင်တရွက်တွေကျွေးနေတယ်ပေါ့နော်တရွက်တွေကျွေးနေလမ်းတစ်လျှောက်လုံးတရွက်တွေကြည်တာလေကျွေးတာအဲ့ဒါကိုမှတော့စမိုးတို့ဖုံးကွယ်ထားအဲ့လမ်းတစ်လျှောက်လုံးကတရွက်တွေနဲ့စမိုးသိမ်းမဲ့ဆိုလို့ရှိရင်တော့လမ်းတရွက်တွေနဲ့ပြည်အဲ့တော့ဒီမှာဆိုရင်ဖုံနေနေပြည်ဒီတာမားတော့ကျတော့အစုပြုံနေအပုံလိုက်ကြီးဖြစ်နေနော်ဒီကောင်ကကျတော့စမိုးတို့ကကျတော့ပြည်နှံ့နေတာပေါ့နော်ယူကီကစမိုးတို့ဆိုရင်နှင်းနေရလေးပြည်နှံ့လမ်းတစ်လျှောက်တော့လည်းဘေးနာကြီးနှင်းနေကြီးအဲ့လိုမျိုးချင်းစမိုးတို့ဟိုခိုးရီကိုတိုးလို့ဆိုရင်ဖုံတွေကိုယူတယ်ပေါ့နော်ဖုံတွေကိုယူတယ်ဆိုတော့ဖုံတုတ်တယ်ပေါ့ဒီညပြကဲဟိုခိုးရီကိုတိုးလို့ပြီးသွားလို့ရှိရင်စိုးကြီးခီကိုခါခဲလို့စိုးကြီးခီသာတန်ရှင်းရေးဆက်အိုးခါတန်ရှင်းရေးဆက်ကိုမတော်ကနှိုးတယ်ပေါ့နော်အနည်းခါခဲလို့ချိတ်ဆွဲတယ်လို့လည်းပြောလို့ခါခဲလို့ဒါပေမဲ့လည်းတန်ရှင်းချက်ကိုချိတ်ဆွဲတယ်ဆိုတာတနည်းတန်ရှင်းလို့ဒီအဲ့တော့စိုးကြီးခီကိုခါခဲလို့တန်ရှင်းလို့ဒီဟိုခီတဲ့ဟိုခီဆိုတာတပြက်စီးဖြစ်ဟခုဆိုရင်တပြက်စီးဖြစ်လေဒီဟိုခီတဲ့ဟခုတပြက်စီးလေဒီမီဇူအိုခုမှုမီဇူခုမှုဆိုရင်မလားရေခက်သည်မီဇူကိုခုမှုဆိုရင်ရေခက်တယ်ရေဖြည့်တယ်ပေါ့နော်တနည်းအားဖြင့်ရေဖြည့်တယ်တနည်းရေခက်တယ်ဇိုးကင်းကိုနူရာစုဆိုမလားဖုံတော့အဝိကိုပေါ့နော်နူရာစုဆိုတာရေဆက်လိုက်တာဇိုးကင်းကိုနူရာစုဆိုလို့ရှိရင်အဲ့ဒီကျန်ဖုံတော့အဝိတနည်းဖြင့်ကျန်းတုတ်တဲ့အဝိပေါ့နော်ဖုံတော့အဝိလိုပဲပြောကျန်းတုတ်တဲ့အဝိလိုပဲပြောအဲ့ဒီဇိုးကင်းပေါ့နော်ဖုံတော့ကျန်းတုတ်တဲ့အဝိကြီးကိုနူရာစုဆိုလို့ရှိရင်မလားရေဆက်လိုက်တယ်ဇိုးကင်းကိုရှိဘိုးတို့ဆိုလို့ရှိရင်အဲ့ဒီဖုံတော့အဝိကိုညှစ်လိုက်ဘုံတော့ညှစ်လိုက်တယ်ဇိုးကင်းကိုရှိဘိုးတို့ဖုံတော့အဝိကိုညှစ်တယ်ယူကာကိုဖုခုဆိုရင်ကျမ်းမြေကိုတုတ်တယ်ကျမ်းမြေကိုညှစ်ပြီးတော့မှဖုံတော့အဝိကရေစစ်ပြန်ရေညှစ်ရေကြည့်ပြင်မှလောက်ကျမ်းမြေကိုတုတ်တော့အဲ့တော့ကျမ်းတိုင်းဝိပေါ့နော်တနည်းဖြစ်ဇိုးကအဲ့တော့ဖုကင်းဒီတစ်ခါဇိုးကင်းမဟုတ်တော့ဖုကင်းဆိုမှတော့ကျတော့အမျိုးချောင်းထဲမှာသုံးတဲ့လက်တုပ်ဝိပေါ့နော်အဲ့တော့လက်တုပ်ဝိဖြစ် short key ပကံခွဲရောက် short key ဆိုပကံခွဲရောက်တွေကိုဖုခုတုတ်တယ်အဲ့တော့ဇိုးကင်းဆိုကျန်းတုတ်တဲ့ဝိဖုကင်းဆိုလို့ရှိရင်မျိုးချောင်းထဲမှာလက်တုပ်ဝိနော်လက်တုပ်ဝိတဲ့ဖုကင်းတဲ့ short key ကိုဖုခုဖုကင်းတဲ့ short key ကိုဖုခုဆိုရင်လက်တုပ်ဝိဖြစ်ပကံခွဲရောက်တွေကို short key ဆိုပကံခွဲရောက်တွေကိုဖုခုတိုက်တယ်တုတ်တယ်ပေါ့ဒိုင်းဘူးကင်းဆိုတော့မြို့ချောင်းထဲမှာတုံးတဲ့အိုးတွေဘာတွေကိုမတဲ့ဟာပေါ့နော်ဒီဖူကင်းကတော့မတော့အဲ့ပကံခွဲရောက်တွေကိုတိုက်တာဒါပေမဲ့ဒီမြို့ချောင်းထဲမှာလုံးဝဟိုမဲညစ်နေတဲ့အဲ့လိုမျိုးအဝတ်တွေကိုကျတော့မတော့ဒိုင်းဘူးကင်းအဲ့တော့ဒိုင်းဘူးကင်းနဲ့တဲဘူးတွေကိုဖုခုပေါ့နော်ဒါကတော့ဇပွဲပုံကိုတုတ်တဲ့ဝတ်အဲ့ဇပွဲပုံကိုတုတ်တဲ့အဝတ်ဆိုရင်မတော့ဒိုင်းဘူးကင်းဒီတိုင်းပကံခွဲရောက်တွေကိုတုတ်ရင်ဖုကင်းကျဲမြုံတုတ်မယ်ဆိုရင်ဇိုကင်းညမယ်နော်အဲ့တော့ဒိုင်းဘူးကင်းတဲ့တဲဘူးတွေကိုဇပွဲပုံကိုဖုခုတုတ်ပါမယ်ဒိုင်းဘူးကင်းတဲ့တဲဘူးတွေကိုဖုခုခါကုမီကာခုဆိုတာအိမ်အောင်ပရိဘောဂတွေကိုမီကာခုဆိုတာတန့်ရှင်းအောင်လုပ်တာမီကာခိမဲ့ဆိုရင်တော့ပုံမှန်ဖြစ်တိုက်တာအိမ်အောင်ပရိဘောဂတွေကိုတိုက်တယ်ပေါ့နော်အိမ်အောင်ပရိဘောဂတွေတိုက်တယ်ဆိုတာတနည်းအားဖြင့်တန့်ရှင်းအောင်လုပ်တာအဲ့တော့ခါကုမီကာခုအိမ်အောင်ပရိဘောဂတွေကိုတိုက်တယ်ပေါ့ဘရာရှိတဲ့ခိုဆူတို့ဘရာရှိဆိုဘရက်ဖြစ်ခိုဆူတို့ဆိုရင်လည်းတိုက်တာဘရက်နဲ့တိုက်တယ်ပေါ့နော်
Kosuru Burashide Kosuru Burashide Kosuru ကဲပြီးတော့လို့ရှိရင်နောက်တစ်ခုကနာမဂောမိအမိုက်ဆိုမြို့ချောင်းတွေထွက်တဲ့အမိုက်တွေကိုအမတော်နာအမကြီးအယိုးတွေတို့ခွင်တွေတို့အဲ့ဒီဟာတွေကိုနာမဂောမိအမိုက်ဆိုမွေရုဂောမိလောင်ကျွမ်းနိုင်တော့အမိုက်မွေနိုင်ဂောမိမလောင်ကျွမ်းနိုင်တော့အမိုက်နာမဂောမိအမိုက်ဆိုမွေရုဂောမိအမိုက်လောင်ကျွမ်းနိုင်တော့အမိုက်မွေနိုင်ဂောမိမလောင်ကျွမ်းနိုင်တဲ့အမိုက်ပြီးတော့လို့ရှိရင်ဂောမိကိုအမိုက်တွေကိုကခဲရုနော်ခွဲချတာအဲ့လိုမျိုးအမိုက်ဆိုအမိုက်ချအမိုက်ဆိုလောင်ကျွမ်းနိုင်တဲ့အမိုက်မလောင်ကျွမ်းနိုင်တဲ့အမိုက်အဲ့လိုမျိုးခွဲချတာဝါခဲရုနော်ဝါခွဲချရတာဒီမန်ဒိုဆိုတာစိတ်နောက်ရှက်ဖြစ်တယ်မန်ဒိုခဆိုင်ဆိုရင်စိတ်နောက်ရှက်ဖြစ်ကိုကောင်းလိုက်တာအဲ့လိုပြောမန်ဒိုဆိုတာစိတ်နောက်ရှက်ဖြစ်တယ်အဲ့တော့ဂောမိကိုဝါခဲရုနော်ဝါမန်ဒိုဒါဂောမိကိုဝါခဲရုနော်ဝါမန်ဒိုခဆိုင်စိတ်နောက်ရှက်ဖြစ်ကိုကောင်းတယ်စုစရိပါစလိပါဆိုတော့ဖက်နဲ့အပါးတွေကိုဆိုရိုအဲရူဆိုအစီအစဉ်တကြားထားရှိတယ်သူ့နေရာနဲ့တူထားတယ်ပေါ့နော်အဲ့တော့စရိပါဆိုရိုအဲရူစရိပါဆိုရိုအဲရူစလိပါတွေကိုသူ့နေရာနဲ့တူထားရှိတယ်စရိပါဆိုရိုအဲရူစလိပါတွေကိုသူ့နေရာနဲ့တူထားရှိတယ်မိုနိုအိုခီနီရှီမာမိုနိုအိုခီဆိုတော့စတိုဂန်ထဲမှာရှီမာဆိုတော့တင်းစီတယ်တော့စတိုဂန်ထဲမှာတင်းစီပါတယ်ကဲဒါဆိုရင်တော့ဒီမဲ့တော့ကြည့်မယ်စိုးကြီးကိုရှိမှရှောစိုးကြီးခီကိုခခဲလို့ခါတာတန်ရှင်းဇက်ကိုတန်ရှင်းလို့မှမလို့ပေါ့နော်ချော့တူဒိုဤတဲ့ခဏလောက်ရွှေပုံနော်နည်းနည်းလောက်ရွှေပါရှင်းပွန်းမို့ဒုခဲတဲ့ရောသတင်းစာကိုလည်းဖယ်ရောသတင်းစာကိုလည်းဖယ်ခိုဟီကော်ဖီတွေခိုဘိုးစားနိုင်ရောခိုဘိုးစားနိုင်တွေနဲ့မမိတ်စီနဲ့နော်မဖိတ်စီနဲ့ကော်ဖီတွေလည်းမဖိတ်စီနဲ့နော်သူတန်ရှင်းလို့မှာပေါ့အဲ့လိုမျိုးပြောတာနော်ဒါဆိုရင်မတို့ကဒီအောက်ကလေ့ကျင့်ခန်းလေးကိုသွားမယ်ချီရီတိုရီဆိုအမိုက်ကောနော်ဟိုခီဆိုတာပြည့်စီတဲ့ဂေါမီကိုအမိုက်တွေကိုဟိုခီမလျှော်လှည့်ကြရအောင်ဂေါမီကိုဟိုခီမဲဆိုတော့အမိုက်တွေကိုလှည့်မယ်ဆိုမှတော့ချီရီတိုရီနဲ့လဲလို့မရဟိုခီနဲ့ပဲလဲမှာပေါ့တပြည့်စီနဲ့ပဲလဲမှာပြီနော်ဟိုခီတဲ့တပြည့်စီဖြစ်ဂေါမီကိုအမိုက်တွေကိုဟိုခီမဟာခီမလျှော်ဆိုရင်လဲကြရအဲ့တော့အမအတွဲလိုက်ဟိုခီတဲ့ဟာခုအဲ့တော့တပြည့်စီဖြစ်လဲတယ်ခါတာဇခေတဲ့ခါတာဇခေတဲ့ဆိုရှင်းလင်းသိစီတယ်ခါချီတာကတဲ့ဆိုပြန်ကျင်းနေတယ်မနော်အီမက်ဆန်ကဖြစ်ပေမဲ့လေဒိုးဆိုဥဟာအီဒီခရာဆိုင်ဝင်မှာအဲ့တော့ရှင်းလင်းတဲ့ခါတာဇခေမဲ့ဆိုရင်မနော်ခါတာဇခေမဲ့ဆိုရှင်းလင်းသိစီနေတာဖြစ်ပေမဲ့လေဝင်မှာလို့တော့မပြောဘူးလေဘယ်လိုပဲဖြစ်ဖြစ်နည်းနည်းလေးရှုံနေပေမဲ့လေဝင်မှာအဲ့လိုမျိုးပြောကိုခန်းတယ်ချီတာကတဲ့မက်ဆန်ကပြန်ကျင်းနေပေမဲ့လေどうぞお入りください。散らかっていますが、ပြင်ကျင်းနေပြီမဲ့လေどうぞお入りくださいဝင်မှာそんなところでအဲ့လိုနေရာမျိုးမှာနေတဲ့ဤတာရဝင်နော်အိမ်မယ်ဆိုရင်ဂျာမရောဆိုမှစိတ်အနှောက်အယှက်ဖြစ်တယ်အဲ့လိုမျိုးဒီနေရာကြီးမှာလမ်းလေကောင်ကြီးမှာအိမ်နေတာမျိုးပေါ့နော်လူလေးသွားနေလာတဲ့နေရာကြီးမှာအိမ်နေတာမျိုးအဲ့လိုနေရာမျိုးမှာနေတဲ့ဤတာရအိမ်နေမယ်ဆိုရင်ဂျာမရောစိတ်အနှောက်အယှက်ဖြစ်တယ်ဟာယာခုဘာဖြစ်တာလဲဆိုမြင်မြင်လေးဒိုဤတဲ့ဟုတ်ပြီနော်အဲ့တော့ဖေဇန်လို့ဖြစ်မှာဆိုဒိုခိနာဆိုင်ပေါ့နော်မြင်မြင်ဖေဇန်ဆိုဒိုခိနာဆိုင်တော့မဟုတ်ဒိုခိမဲ့မဟုတ်ဘဲနဲ့ဒိုခိနာဆိုင်ဖြစ်တော့မြင်မြင်ဖေဇန်ဟုတ်နော်ဒိုခိမဲ့ဒီနားမှာမတော့နာနီနာနီကိုဒီဘက်မှာကြည့်လို့ရတယ်အဲ့တော့မတော့ဒီမဲ့ဒိုခဲတို့နာနီနာနီကိုဒိုခဲတို့ဟုတ်နော်ဒိုခဲတို့ဆိုရင်တခုခုကိုကဘာဖြစ်တာလဲရွှေ့တာသူခတာလူအလိုလေးကဘေးကိုဖယ်ပါလို့ပြောချင်နေဆိုရင်ဒိုခုဒါဆိုတော့အခုကကိုကဘေးကိုရွှေ့ခိုင်းတာလေကိုကရွှေ့မှာမဟုတ်ဟုတ်တယ်မလားကိုကသူများကိုရွှေ့မှာမဟုတ်သူများကဟဲ့နေဘေးကိုဖယ်စမ်းလို့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒိုခုပဲဖြစ်မှာမလို့ဒိုခိနာဆိုင်ဖြစ်မှာနော်ဒိုခိနာဆိုင်အဲ့တော့နောက်တစ်ပုဒ်ကဂယူနီယူနွားနိုခိုဘိုးစာနိုင်ဆိုမှဖိတ်တယ်ရှီဘာရာနိုင်ဆိုလဲရှီဘာရာနိုင်ဆိုတော့မှညစ်ပါနေဖြစ်သွားမှာလေရှီဘိုးဟောရှီဘာရှီဘိုးရာနိုင်ဆိုမှရှီဘိုးလို့ဆိုညစ်တာလေအဲ့တော့မဖြစ်ဘူးနော်မဖိတ်စိနေဆိုရင်ခိုဘိုးစာနိုင်ယောနီနွန်တဲ့နဲ့မဖိတ်စီအောင်လုပ်ပြီးတော့မှတောက်ပါဂယူနီယူခိုဘိုးစာနိုင်ယောနီနွန်တဲ့နဲ့ခုစဝဖက်နဲ့တီကတော့ကိုလက်နူခီမရှောချုပ်ထားကြရအောင်
နူရာရှိတဲ့ဆူဆွတ်ပြီးတော့မဟုတ်ဘူးလေနူရာဆူဆိုမှဆူရည်နဲ့ဆူဆိုတာဖက်နဲ့တွေကိုဆူလို့အစီအစဉ်နဲ့ဂျာလေးနေရာလေးထားပြီးတော့မှနူခီမရှောချစ်ကြရအောင်ဖြစ်မှာပေါ့ဟုတ်ပြီနော်အဲ့တော့ခုဆိုဝါဆိုလို့အစီအစဉ်တဲ့ဂျာနူခီမရှောနူခီမချောချစ်ကြရအောင်ဘာကက်စနီဘာကက်စဆိုမှရေဘူးရေဘုံနဲ့ပေါ့နော်မီဇူကိုဘာဖြစ်မှာလဲမီဇူကိုခုမှုဟုတ်တယ်မလားရေကိုမတော့ခက်တာရေဖြည့်တာဆိုရင်မတော့ခုမှုနဲ့သွားမှာမဟုတ်လို့မီဇူကိုခုမှုဖြစ်တဲ့ကြောင့်လို့ခွန်တဲ့ရေတည်ပြီးတော့မှဇိုးကင်းကိုဖုံတုတ်တဲ့အဝေးကိုအာရာတေခရာဆိုင်စီကြောပါအဲ့တော့ရေဘုံထဲမှာရေခက်ရေဖြည့်ပြီးတော့မှမတော့ဖုံတုတ်အဝေးကိုစီကြောပါဟုတ်ပြီနော်အာရာတေခရာဆိုင်ပြီးနောက်တစ်ခုကဇိုးကင်းကိုတန်ရှင်းလုပ်တဲ့အဝေးကိုရောခုကွက်လက်လုပ်ပြီးတဲ့နောက်မှာဖီတေခရာဆိုင်တုတ်ပါအဲ့တော့တန်ရှင်းလုပ်တဲ့အဝေးကိုကောင်းကောင်းဘာလို့မှလဲခုမှုခွန်းတဲ့ဆောင်မှာရေကိုမှမီးစုကိုခွန်းတဲ့မှာဖြစ်ဒီကောင်မီးစုနဲ့တွေ့တဲ့စကားလုံးရေခက်တာဟာဤတဲ့ဆိုတာမှဟာခုကလည်းပြည့်စည်လဲတာဘို့မဆိုရင်ဟိုခီတဲ့ဟာခုလေစုတဲ့ရတော့ဘယ်နေလာလဲမသိဟုတ်ပြီနော်ရှီဘိုးလို့ဆိုတာညှစ်တာဟုတ်ပြီနော်အဲ့ဆိုရင်မတော့ဇိုးကင်းကိုရောခုပါဖြစ်မှာလေညှစ်ပြီးတော့မှတုတ်အောင်ပါလေရေတွေကိုကောင်းကောင်းညှစ်ပြီးတော့မှတုတ်အောင်ဟုတ်ပြီနော်အဲ့တော့ဇိုးကင်းကိုရောခုရှီဘိုးတဲ့ခါရာဖီတဲ့ခရာဆိုင်ဟုတ်နော်ကဲနောက်တစ်ခုကကျတော့ဒီကောင်လေးကခင်းကြီးမပါတော့မတော့ခံမရခက်တယ်ဟုတ်ပြီနော်ဒီလိုမျိုးလေးဆိုလို့ရှိရင်ရတယ်ဒီတိုင်းပဲဒါခင်းကြီးလေးပြီးထားရင်တော့ပုတ်ခံမရခက်တာပေါ့ဘာတိပဲလေပုတ်ခံမရလွယ်တာပေါ့ဘာတိပဲလေဆိုဟုတ်ပြီနော်ပြီးရင်ခိတနိုင်တဲ့ညစ်ပက်နေတဲ့လက်ဖြစ်မဲ့ကိုမျက်လုံးကိုပေါ့နော်ဤခဲမဆန်ရောလုပ်လို့မရဘူးခိုစုရုခိုစုရုဆိုလို့ရှိရင်မတော့ဘာလို့တာလဲပုတ်တာဘရာစုတဲ့ခိုစုရုဆိုရင် brush နေပုတ်တာဟုတ်ပြီနော်အဲ့တော့မတော့မိဂါကြီးတဲ့ဆိုတာတိုက်တာဆိုလို့တဲ့ဆိုတာအစီအစဉ်ထားရှိတာဟာခုဆိုတာလှဲတာဟိုက်တဲ့ဝါဆိုတာလှဲတာဆိုလို့တဲ့ဆိုတာအစီအစဉ်ထားရှိတာတိုက်လို့ဒါလည်းမပုတ်တာပေါ့နော် brush လို့ဝင်ပုံမှန်ပုတ်တာဒါဆိုမျက်လုံးကိုကြိုလည်းမတော့ခိုစုတဲ့ဝါဤခင်မှာဆန်ပုတ်လို့မရဘူးလေဖြစ်မှာညစ်ပတ်နေတဲ့လက်နဲ့မျက်လုံးကိုပုတ်လို့မရအောင်ဖြစ်မယ်နော်ကဲဒါဆိုရင်မတော့ဒီနေ့ရဲ့ Kyono Hito Koto လေးကိုသွားကြည့်မယ်ဆိုရင် hair ကိုအခန်းကိုခြိတာကစာနိုင်ရောနိအပြည့်ကျဲစီရင်ရှီမလျှော့လုပ်ကြရအောင်ဟုတ်နော်ကဲဒါဆိုရင်မင်းနဲ့ဆက်ခင်ဗျာတေခရာဆိုင်ဘိုင်ဘိုင်